ဘေတီကိုစားရှင်လဲဆိုတာပြောမယ်ပေါ့နော်ဘေတီကြိုက်လဲဆိုတော့ကမောက်တီကကြိုက်တယ်သူနံပါတ်3ထားမယ်ဒါဇီးဖြူတီကငယ်တော့ရင်ကြိုက်တယ်ကြီးလာတော့တင်မကြိုက်တော့စားတော့စားပါတယ်နံပါတ်5ထားမယ်တော့ကြိုက်တယ်ထဲမှာပါပေါ့နော်ငါပြောသည်စားငါပြောသည်ကြိုက်တယ်နံပါတ်4တပါတီလို့ခေါ်လဲနာမည်တော့မင်းနေဖိုင်နေပြဘယ်လိုခေါ်မြန်မာလို့မေ့အောင်မင်းနေတာအိုးအတီးနေမမေ့နေတော့ရှင်းနေလေနတ်တီ oh my god အဲ့လေးစားရကြိုက်တယ်ရှင်းလေးဆိုတော့အဲ့လေးကြိုက်တယ်နံပါတ်6ထားမယ်ဒီနေ့မှာဘာလာမလဲပေါ့နော်စွန်းရှင်နေတီးတမယာတီးကြိုက်တယ်နံပါတ်1ထားမယ်ဖြေးသီးလေးရင်ကြိုက်တယ်ပေါ့နော်နံပါတ်2ထားမယ်ဝါလိုက်ရှိဒါတော့ရင်ကြိုက်တယ်ပေါ့နော်နံပါတ်9ထားမယ်ဒီတရားပါတီးလေဒီတီးကဟွာခင်းရှင်ဒီများလားမစားဘူးဒီတီးနံပါတ်10ထားမယ်မာလာကာတီးကဒီလိုပေါ်ပွားရည်မကြိုက်ဘူးနော်မကလာတီးကြိုက်တာဘယ်လိုမျိုးကြိုက်လဲဆိုတော့တော့ရတဲ့ဖက်မှာတဘာလေးပေါက်တဲ့အတီးကျွတ်လေးမကျွတ်လေးအဲ့လိုမျိုးစားရကြိုက်တယ်လို့တီးတရားတော့မကြိုက်ဘူးတီဟိုတီကကြိုက်ဘူးအဲ့လိုစားတယ်ရှစ်